ဆရာသမီးမင်္ဂလာပါကျွန်တော်ချုပ်လိုက်ပေးပါတယ်try with ချုပ်လိုက်ကနေကျေးဇူးလိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ကဘာကြောင့်ပဲတော့မလဲဆိုတော့စိတ်ညစ်တဲ့အကြောင်းပြောကြည့်အောင်ကျွန်တော်အားလုံးကစိတ်ညစ်တကြပါတယ်နောက်ပြီးတော့ကျွန်တော်စိတ်တက်ကြတဲ့ကိုယ့်ဘက်ကိုမလုံလောက်ဘူးလို့ခံစားရတယ်ပေါ့နော်ဆိုတော့ဘာကြောင့်ကျွန်တော်စိတ်ညစ်လဲဆိုတဲ့ဟာလေးစဉ်းစားကြည့်ကျွန်တော်ကျောင်းသားဘဝမှာဆိုရင်စိတ်ညစ်စရာအကြောင်းအရာတွေကျွန်တော်အမှတ်နည်းလို့ဖြစ်မယ်နောက်တော့စောင့်မွေးမဖြေနိုင်လို့တကယ်ကျတဲ့ဆင်မပြေလို့မိသားစုနဲ့ဆင်မပြေလို့နောက်တော့ဤသားမရှိလို့ဤသားရှိရင်ဤသားနဲ့ဆင်မပြေလို့နောက်ပြီးပတ်စံမရှိလို့ရုပ်မချောလို့စားရအကြောင်းအရာအများကြီးပဲပေါ့စိတ်ညစ်စရာအကြောင်းအရာတွေကတော့အဲ့ဆိုရင်စိတ်ညစ်ကျွန်တော်ဘာလို့လုပ်တတ်ကြလဲတို့ဘာလို့လုပ်လဲဆိုတော့ကြတော့ကျွန်တော်အနေနဲ့ဆိုရင်ကြတော့ကျွန်တော်စိတ်ညစ်ပြီဆိုရင်ဘာမှမလုပ်တော့ဘူးဒီခွဲပြီးပဲအိမ်နေပေါ့နော်နေကုန်ဒီနေကန်အိမ်ရထဲမှာပဲကျွန်တော်အချိန်ကုန်နေကျွန်တော်ထမင်းနဲ့ထားမစားဘူးဖုန်းပဲကြည့်ပြီးတော့အဲ့လိုမျိုးကျွန်တော် scrolling လုပ်တယ်နောက်တော့ game တွေဆော့တယ်အဲ့လိုမျိုးနဲ့ကျွန်တော်တရက်နှစ်ရက်မကောက်ဘူးပေါ့နော်တစ်ပတ်လောက်ထိတစ်ခါလေးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်စိတ်ဒီစက်တိုင်းညစ်ပြီးတော့အဲ့ဆိုတော့ကျွန်တော်ပြန်စဉ်းစားမိရဲ့ဒီတိုင်းအမြဲဖြစ်နေအဆင်ပြေပါမလားပေါ့ဆိုတော့အဲ့ဒီလိုကနေကျွန်တော်ချို့ဗီဒီယိုလေးရှာကြည့်ရှာကြည့်ရင်းနဲ့ဒီမှာကျွန်တော်တွေ့တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီနေ့ရှင်းပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်စိတ်ညစ်ဘာလုပ်လို့ရလဲပထမဆုံးလောက်ကမှာကရေချိုးလိုက်ပါကြားရတာအနေနဲ့ကြောင်စီဖြစ်ပေမဲ့တကယ်လိုအပ်တာရေချိုးဖို့လိုအပ်တာပဲကျွန်တော်တို့စိတ်ညစ်တာအများစုရဲ့သုံးပုံနှစ်ပုံလောက်ကကျွန်တော်ရေမချိုးရသေးဘူးဖြစ်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်ပေါ့နော်စိတ်ညစ်နေရဆိုတာလူကထိုင်းမိုင်းနေလို့ဖြစ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ကလူကို fresh ဖြစ်သွားရင်ဆိုမျက်နှာတက်တာပြည့်စေတာမဟုတ်ရေချိုးလိုက်တာအကောင်းဆုံးပဲပေါ့နော်ဘာလို့ခေါင်းဒီပိုင်း short black အဲ့လိုမျိုးလိုက်တာကြောင့်ပို့ပြီးတော့idea အသစ်တွေရတယ်ပို့ပြီးတော့ fresh ဖြစ်သွားရပေါ့နော်ဒါခါလေးကြာရင်ကျွန်တော်စဉ်းစားမိရပေါ့နော်ရေချိုးရင်းထဲမှာခေါင်းထဲမှာအကြံဉာဏ်သစ်တွေပေါ်လာတော့ပါအဲ့လိုမျိုးပဲပေါ့နော်ရေချိုးလိုက်တာကကျွန်တော်ပို့ပြီးတော့စိတ်ညစ်တာပျောက်သွားစေရပေါ့နော်ကျွန်တော်အနေနဲ့ထင်တာပေါ့အဲ့ဒါကြောင့်မလို့ပထမဆုံးကမှရေရင်ချိုးလိုက်ပါနောက်တစ်ချက်အနေနဲ့ဘာလုပ်ရလဲဆိုတော့တန်ရှင်းလုပ်ရကျွန်တော်စိတ်ညစ်နေဆိုရင်တန်ရှင်းလုပ်တာဘာကောင်းလဲဆိုတော့ကြတော့အပြင်မှာညစ်နေဟာတွေကိုတန်ရှင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်စိတ်လဲပဲပို့ပြီးတော့တန်ရှင်းလာနိုင်တယ်ပေါ့နော်ဆိုတော့အမှဆိုရင်ကျွန်တော်ဆိုရင်တစ်ခါလေနဲ့တက်နိုင်တော့မဟုတ်တော့တစ်ပတ်တစ်ခါလို့တော့ကျွန်တော်တန်ရှင်းလုပ်တယ်ဟိုအခန်းနေရာကြီးစပွဲကုန်နေနောက်ပြီးတော့တခါလေတော့အိမ်သားကြီးဆေးရပေါ့နော်တခုခုအဲ့လိုမျိုးတန်ရှင်းလို့ရတာကပို့ပြီးတော့ကိုယ့်ဘက်ကိုဘယ်လိုပြောလဲပြန်ရှာဖွေတယ်လို့မျိုးပဲပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်ခါလေးဆိုကျွန်တော်ဗကန်စီးတယ်ဗကန်စီးရလေညစ်ပြောက်စီရပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်ဆိုတော့တန်ရှင်းတဲ့ဖို့ကျွန်တော် recommend ပေးပါတယ်သိညစ်နေဆိုရင်နောက်တစ်ခုကကျတော့ဘိုင်လို့ရမှာလဲဆိုရင်အနားယူလိုက်ပါ take a restဒီကြရင်ကျွန်တော်တို့ကကိုယ့်ဘက်ကိုဖီးအားတွေပေးလို့နေပေါ့နော်ဒါတွေမဖြစ်ဘူးဒီလိုမျိုးမလုံနိုင်ဘူးဆိုပြီးတော့ဖီးအားတွေပေးလို့တဲ့အခါကျကျွန်တော်ကပို့ပြီးတော့ပဲဆိုးလာနိုင်တယ်ပေါ့နော် pressure ပြီးတော့ဒါပေမဲ့ကျွန်တော်လိုအပ်နေကအနားယူဖို့ပါပဲဆိုတော့တစ်ခါလေကြရင်အနားယူဖို့ကိုယ့်ဘက်ကိုလက်မတွန့်ပါနဲ့အနားယူလိုက်ပါကိုအနားယူခြင်းနဲ့ရက်ဆိုရင်အနားယူလိုက်ကျွန်တော်ဆိုရင်ပုံမှန်အပြင်တစ်ဘက်ကိုတရက်လောက်တော့ဒီရက်ဆိုသတ်မှတ်ထားရပေါ့နော်ဒီနေ့ဆိုရင်ဘာမှမလုပ်ဘူးဆိုဘာမှမလုပ်ဘူးအဲ့လိုမျိုးအနားယူလိုက်အဲ့လိုအနားယူရကျွန်တော်စိတ်ညစ်တာကိုရောကြနေနိုင်တယ်ပေါ့နော်ဆိုတော့အနားယူတဲ့အနေနဲ့ဆိုကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်ပုံမှန်လုပ်တာအထက်ဟိုမှာဆိုရင်ကျွန်တော်ဝန္ဒနာဘာလုပ်လို့ရတယ်ဝန္ဒနာဘာလို့ဘယ်လိုမျိုးရှိမလဲဆိုမှအပြင်သွားတာဖြစ်စီဒါမှမဟုတ်စောက်ဖတ်တာရုပ်ရှင်ကြည့်တာစားတဲ့အရာတွေအပြင်ကျွန်တော်ကတော့ physical activity တွေကိုပို့ပြီးအားပေးတယ်ပေါ့နော်အားကစားတွေလုပ်တာပေါ့sports တွေအဲ့လိုမျိုးလိုက်တာဘာကောင်းလဲဆိုကျွန်တော်ကအပြင်ကိုသွားရတဲ့အတွက်ကြောင့်မို့ကျွန်တော်လူတွေနဲ့တွေ့ရပြီလူတွေနဲ့တွေ့ရပြီးတော့တခါကျစကားရေးပြောရပြီးကျွန်တော် community communication လုပ်ကြပြီးနောက်တော့fresh air ပြင်မှာဖြစ်တဲ့ကြောင့်ကျွန်တော်တခါစီကြာရင်လေကောင်းတန်လေးရနိုင်တယ်နောက်ပြီးတော့ကျွန်တော်ကကိုယ်ခန္ဓာလှူရှားမှုလုပ်တဲ့အတွက်ကြောင့်ကျွန်တော်ချွေးထွက်မယ်ချွေးထွက်တဲ့အတွက်ကြောင့်ကျွန်တော်ခန္ဓာကိုယ်ကလည်းပို့ပြီးတော့ဘယ်လိုပြောမလဲ refresh ဖြစ်သွားရပေါ့နော်အဲ့ဒါကြောင့်မလို့သိညစ်တော်နေအားကစားတစ်ခုလုပ်ဖို့ကျွန်တော်အကြံပေးပါတယ်ဒါတော့သိညစ်နေလုပ်လို့ရရဟာလေးပါအဲ့တော့သိညစ်မနေပါနဲ့တော့တစ်ခုပြေးလို့လိုက်ပါအဲ့ဆိုရင်ရေမချိုးသေးဘူးဆိုတော့ရေစားချိုးပါရေချိုးပွဲဆိုတော့လေကျန်တဲ့အရာလေးလုပ်ကြည့်ပေါ့ဆိုတော့ဒီနေ့ကလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်